ဟာလေလုယာဘုရားခင်ယေရှုတော်ချီးမွမ်းပါတယ်ချက်တော်ညီကိုမောင်နှမဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာနှုတ်ကပတ်တော်ကအရေးကြီးတယ်တခါတလေကျွန်တော်တို့ကဘယ်အရာကျွန်တော်တို့အတွက်တိဆောက်เสียနှုတ်ကပတ်တော်လဲကျွန်တော်မခွဲခြားတတ်ဘူးတခါလေကျတော့တချို့စကားလုံးတွေကျွန်တော်တို့ကြိုက်တယ်တချို့စကားလုံးတွေကြကျွန်တော်တို့ပြန်မကြိုက်ဘူးဘယ်အရာကဖျားကိုပြောတာလဲဘယ်အရာကဖျားပြောတာမဟုတ်ဘူးလဲမခွဲခြားတတ်ဘူးဘယ်အရာနဲ့ခွန်အားယူရမှမသိဘူးနော်အဲ့တော့တချို့ကလည်းကိုကြိုက်တဲ့စကားလုံးတွေပြောပြီးခွန်အားရတယ်ကိုမကြိုက်တဲ့ဟာတွေဝေငှနေတယ်ခွန်အားပြမရဘူးစိတ်ဆိုးလာတယ်ဘယ်ဥစ္စာကိုကျွန်တော်ခွန်အားယူရမလဲဘယ်မှာသွားနားထောင်ရမလဲဆွေးစွာဖြစ်တယ်ဆိုတော့ဒီအရာနဲ့ပတ်သက်ပြီးကျွန်တော်ဝေငှမှာဖြစ်တယ်ခဏဆုတောင်းရအောင်မေတ္တာတော်ရှင်ဘုရားကိုရောကိုယေရှုတင်တယ်နှုတ်ကပတ်တော်ကိုတန်ရှင်သောဝိညာဉ်တော်ဘုရားမဆပါဖွင့်ပြအလင်းပေးပါအရောက်တိုင်းရဲ့အသက်တာမှာလည်းကောင်းကြီးမင်္ဂလာဖြစ်စေပါအရှင်ယေရှုနာမ၌ယိုသေးစွာဆုတောင်းပြီးအနံပါတယ်ဖဗျာအာမင်အာမင်โอเคတိမောသေဩဝါဒစာဒုတိယဆောင်အခန်းကြီး၄အပိုက်ငယ်3ကျွန်တော်အဲ့ဒါဖတ်ပါမယ်အကြောင်းမူကားနောင်ကာလ၌လူတို့သည်စင်ကြယ်သောဩဝါဒကိုနားမခံနိုင်ပဲယားတတ်သောနားရှိလျင်မိမိတတ်မှတ်ခြင်းအတိုင်းများပြားသောဆရာတို့နောက်သို့လိုက်ကြလိမ့်မည်ဒီကျမ်းပိုက်မှာအဓိကတွေ့ရတာဗာလဲယားတတ်သောနားကျွန်တော်ဒါကြောင့်ဒီနေ့ကျွန်တော်ဝေငှမှာယားတတ်သောနားရှိတဲ့သူရဲ့လက္ခဏာဓမ္မရေးထားတယ်ဖခင်ကကျွန်တော်တို့ကိုယားတတ်တဲ့နားနဲ့အသက်မရှင်စေခြင်းဒါဆိုယားတတ်သောနားဆိုတာဘာလဲဘာကိုပြောနေတာလဲကြည့်မယ်ဒီကျမ်းပိုက်မှာနောင်ကာလ၌လူတို့သည်စင်ကြယ်သောဩဝါဒကိုနားမခံနိုင်နားမခံနိုင်ဆိုနားမထောင်တာကိုပြောတာမဟုတ်ဘူးနားမခံနိုင်ဆိုသီးကိုမခံနိုင်တာဒီနေ့ဝိညာဉ်ရေးရမှာတကယ်ပဲစင်ကြယ်တဲ့ဩဝါဒအဲ့မှာစကားလုံးသုံးထားတယ်နော်ဩဝါဒဆိုတာဒီနေရာမှာဒီလူစုအတွက်ပြောတဲ့စကားနေရာတကာမှာဒီစကားကိုမပြောဘူးဒီနေရာမှာဒီလူစုနဲ့ကိုက်ညီမဲ့ဘုရားသခင်ဖွင့်ပြတဲ့ဘုရားရဲ့အလိုတော်နဲ့ညီတဲ့အရာကိုပြောတာအဲ့ဒါဒီလူစုအတွက်ပဲဒီအချိန်အတွက်ပဲနောက်တစ်ချိန်မှာဒီဩဝါဒမဟုတ်တော့ပြောခြင်းတဲ့အဓိပ္ပာယ်ကလေအဲ့တော့ဒီနေရာမှာစကားပြောတဲ့အခါမှာဒီနေရာမှာဖြစ်ပျက်နေတဲ့အိမ်တော်ရေးအခြေအနေရှိတယ်ဒီအသင်းတော်မှာကြုံနေတဲ့စီးပွားရေးအခြေအနေတွေရှိတယ်ဒါမှမဟုတ်လေဒီအသင်းတော်မှာကြုံနေတဲ့နိုင်ငံရေးအခြေအနေတွေရှိတယ်ဟလာဒီအသင်းတော်မှာကြုံနေတဲ့လူမှုရေးအခြေအနေတွေရှိတယ်အဲ့ဒီအပေါ်မှာမူတီပြီးမှဩဝါဒပေးတာနောက်အသင်းတော်တစ်ပါးရောက်တော့ဩဝါဒပြောင်းသွားရောဘာလို့လဲအဲ့ဒီနောက်အသင်းတော်ကဒီအသင်းတော်နဲ့အိမ်တော်ရေးအခြေအနေမတူဘူးလေလူမှုရေးအခြေအနေလည်းမတူဘူးသူတို့ရဲ့ထုံတန်းစင်လာတွေလည်းမတူဘူးသူတို့ကြုံတွေ့နေတဲ့နိုင်ငံရေးအခြေအနေတွေလည်းမတူဘူးအဲ့တော့နောက်အသင်းတော်မှာနောက်ဩဝါဒတစ်ခုဖြစ်သွားဒါနဲ့မတူတော့ဘူးဆိုတော့ဒုတိယအသင်းတော်ရဲ့ဩဝါဒဟာဒုတိယအသင်းတော်နဲ့အကိုက်ပဲတတိယအသင်းတော်ရောက်တော့ဒီပထမဒုတိယအသင်းတော်နဲ့မတူတော့ပြန်ဟိုမှာဩဝါဒဘယ်ဟိုမှာကြုံတွေ့နေတဲ့အခြေအနေကတစ်မျိုးလေဟုတ်လားယုံကြည်ခြင်းပိုင်းဆိုင်ရာမှာကြုံနေတဲ့အရာရှိတယ်အဲ့ဒါငွေကြေးပိုင်းဆိုင်ရာမှာကြုံနေတဲ့အရာရှိတယ်သူတို့ရဲ့မိသားစုကိစ္စတွေကြုံနေတဲ့အရာရှိတယ်ဆိုတော့အဲ့ဒီနေရာရောက်တဲ့အခါမှာအဲ့ဒီမှာနဲ့ဘုရားခင်ဖွင့်ပြတဲ့ကိုက်ညီတဲ့ဩဝါဒကိုပေးရတာဖြစ်တယ်ဒါကြောင့်ဩဝါဒဆိုတာဘုရားသခင်ခန့်ထားတဲ့လူဘုရားခင်ဗိတ်သိက်ထားတဲ့လူဟာဘုရားသခင်ဖွင့်ပြတဲ့အတိုင်းအဲ့ဒီအသင်းတော်မှာပဲပြောသွားတဲ့စကားကိုဩဝါဒလို့ခေါ်တယ်နောက်အသင်းတော်ရောက်တဲ့အခါမှာနောက်အသင်းတော်မှာအဲ့ဒီအသင်းတော်အတွက်ဘုရားသခင်ဖွင့်ပြတဲ့အရာရှိတယ်သူတို့ရဲ့စီးပွားရေးနိုင်ငံရေးလူမှုရေးတွေရှိတယ်အဲ့ဒါနဲ့ဘယ်လိုသွန်သင်ရမလဲဆိုတာဘုရားကဖွင့်ပြတယ်အဲ့အသင်းတော်အတွက်ပဲဘုရားသခင်လူကနေတဆင့်ဘုရားပြောတာကိုဘာခေါ်လဲဩဝါဒလို့ခေါ်တယ်ဟုတ်ပြီလားဆိုတော့ဩဝါဒကအသင်းတော်တစ်ပါးနဲ့တစ်ပါးမတူဘူးတိုးတော့အရေးကြီးတာပါလဲစင်ကြယ်သောဩဝါဒဒါနားလေရမယ်နော်ကိုဖြစ်ချင်တာကိုပြောနေတာမဟုတ်ဘူးကိုမကျေနပ်တာကိုပြောနေတာမဟုတ်ပါလေစင်ကြယ်သောဩဝါဒဖယားသခင်ဖြစ်စေခြင်းတဲ့အရာပြောစေခြင်းတဲ့အရာကိုပြောပြနေတာဖြစ်တယ်အဲ့ဒါဩဝါဒဖြစ်တယ်ကဲကောင်းပြီအဲ့တော့ယားတတ်သောနာရှိတဲ့လူတွေဟာတဲ့နောင်ကာလမှာပေါ်လာမယ်နောင်ကာလဆိုတာအခုကိုပြောနေတာဒါပြောခဲ့တဲ့အချိန်တော့နောင်ကာလမဟုတ်သေးဘူးလေပြောခဲ့တာကြာပြီလေအခုကနောင်ကာလဆိုအခုရောက်ပြီဆိုတော့ဒီအချိန်မှာလူတွေကဘာနာရှိလဲယားတတ်သောနာရှိတဲ့လူတွေဟာတဲ့ဘာကိုသီးမခံနိုင်ဘူးလေစင်ကြယ်သောဩဝါဒကိုလုံးဝသီးမခံနိုင်ဘူးနားကိုမထောင်နိုင်တာနားမထောင်တာတင်မကောက်လေသီးကိုမခံနိုင်တာအဲ့ဒါပြောပြီလားဆို तू မကျေနပ်တော့ तू မကျေနပ်တော့ဒုတိယတစ်ချက်အဲ့ဒီနားကနေ तू ထွက်သွားခြင်းပြီဆက်ပြီးနားမထောင်ခြင်းတော့
Yata de Nashi Ludia, Sincere Oara, Timacana, I have Pione, I nama to money now, I nani Totoajan. Taso in Turuga, Bachaitele, Chimena, a paying a toma yidare, Bachaitele, Mimi Tamachin and die. Turuma Bashile, Tamate say she, Tianet Yao Tamatam do. Ado, through Tamate Saga, Tanipio, a throw a pipure, a pipoire, ado a pit two bois in Saga, Badu Piole, Arabe do not own yene. To Tamate Saga, Badu Piole, to Tamate a Yagubeto a light not hauna. Arabanale, Yata dona. Adigani now to chap Tapame. Mimi Tamachentai, Miapia Siaru Nauto, Lajalemi. Tu ye Tamate Seiko, Padu Hopil, Isagabadu Simashile, Isagabadu Piole, Isaga Piore, Siari Nago Badu Babile, tu Laida, tu Charge Nesaga, tu Achai Piope Medu, tu Lochenagola, Ape Amiao Tauka Medu, Edi Siari Nago Betu Babile, tu Laita de, tu got have a lighted David. No? Tajamulu, General Coco Sanse out, General Cora, Yata Dona Pinidala. That's Sanseba, that's Sanseba. How will I? So Payaga balloon appies agent. Chata Dona appies agent. Chata Dona Surabale. Sincere over as go not on today. Chata Dona no, Sincere over as gago, not on today. I was Sincere over that. 2 years a day, a chin choke your meso in balloon ale. Winnie doga, Nebidoma, Payatake can't have a lure up here. Attendo, poesy, Luzurego, tu nea, tu a chain, 2 years a chain needy, Poma Muti Pima, Paya Alluro, Nenny de Sagago, Piopia Peda. Payaka Pumbia, Piopia Peda. Have we now? 3 and 9 years, Siboye, Lumuye, ain't down ye, a chain needy Poma Muti Pima, Tia Chema, Dilopiene. Pelo attaching me rago. Pure piara, erago, over that look hot. So now the change out or dilo chine moto, pianwa in now the mupian pure. Tithin on a hotin or matubu, so in pure piara sagale matubu. Upamata who piome. Epa at the end of who paid it over than a color they go paid it over a matubu. Papilule, color they go paid it over raga. Me body got paya luro, nale, paya luro net that shit. Tazo Tadami got balabulule, Miva Zagago, Ayaya Natambo, Bama Alurone, Nilam, Sisiamlo, Balule, Tadmiga Aluroma Quechadada, Miva got Quechadade, Alurone and Yishine, Kalerule Alurone and Yibetene, Tajamlo Kalerego, Shimboluga or as a Yireka below Yele, color the Akanji Token in the Sema. Tadamiro, Miva Zagago, Ayaya Night Natanjalo. Ayaya Natawame, David Bama Piamapione, Amien Natome, Ayaya Natao. Tilo Piora, Tabime Colo de Oaraza, Colo de Opide Oarane, Epa Copide Oaram Tubu, Epa Chok and Tima Jaro, Colo de Nematuro, Poloyele, Tadamiro, Takem Payai, Alurone, Mibazagago, Natanjalo. Adijaro Mibazagabu Natomle, Alurone and ye, Natoma, Papilule, Mibadiga Alurone, Yimatendabu. Tajamlo Mibazaga Natao, Ayaya Natao Mapioro, Alurone Nima Natao, Alulara. That's what the Atheno Napago, Polu Pede over Satula, Matubu, Turuya ain't down ye Mitazu a chain de cheapima, Turuya winning yego cheapiroma, Piora. Aragobale, Saint Jedo or Araluko. Havila, so that the gave charted and Nashi de Luriga, Saint Jere over as Gago, not haunted de Aragonaleame. Now to check Tome Yata Tona, Shide Lurie Lekana, not who go piome, Nitty Kanyi lay a pine and lay. Tamatiago, Namatombe, Danda is a gago, Naton, Loetoa lay me. Yata Tona, Shide Lurie Lekana, not go vale. Tamatiago, Namatombu. Tagabe Crito Pure Saga, Tamatia, Bedoma Mamabu. Hobila, Crito Pure Saga, Tamatia, Bedoma Mamabu, Era O Arazamobu, Era Tamatia. So, Tamatiago, Yata Dona Shide Luria, Namatongu, Through Bao Jail, Banadonle,
ဒန်ဒါယီဆိုတာလွယ်အောင်မှတ်ပုံပြင် story ဟာလားပုံပြင်တွေကိုပဲသူတို့နားထောင်တတ်တယ်ပြီးရင်သူတို့ကိုလေအပြစ်နဲ့ပတ်သက်ရင်စီးတာသူတို့လုံးဝမကြိုက်ဘူးဟေးဒါအပြစ်ရှိတယ်နော်မလုပ်ရဘူးလုံးဝမကြိုက်ဘူးအပြစ်နဲ့ပတ်သက်ရင်မစီးတာနဲ့မကြိုက်ဘူးပြီးတော့မှအဲ့ဒီအသင်းတော်တွေလေကျင်းတော့အပြစ်နဲ့ပတ်သက်ရင်စီးတာတဲ့အသင်းတော်တွေအပြစ်နဲ့ပတ်သက်ရင် pressure ပေးတယ်ဒါမလုပ်ကောင်းဘူးအဲ့ဒီလိုနေရာတွေအဲ့ဒီအဖွဲ့အစည်းတွေကိုလုံးဝသူတို့မကြိုက်ဘူးသူတို့မကြိုက်ဘူးအဲ့ဒါဘယ်လိုလူတွေလဲယားတက်တော်နာရှိတော်သူအဲ့တော့သူတို့ကဘယ်လိုဆရာတွေရှာလဲအပြစ်နဲ့ပတ်သက်ရင်ခွင့်ပေးထားတယ် pressure မပေးဘူးအပြစ်နဲ့ပတ်သက်ရင်လည်း pressure မပေးတဲ့အသင်းအဖွဲ့တွေကိုပဲသူတို့ရှာတယ်အဲ့ဒါကဘာလဲယားတက်တော်နာရှိတော်သူကြားတက်တော်နာရှိတော်သူကဘာလဲသူကတော့တမန်တရားကိုနားထောင်တတ်တယ်အပြစ်နဲ့ပတ်သက်ရင် pressure ပေးတဲ့ဆရာတွေသူတို့ကြိုက်တယ်အပြစ်နဲ့ပတ်သက်ရင်ဒါအပြစ်တော့မလုပ်ရဘူးတကယ်ပဲအပြစ်နဲ့ပတ်သက်ရင်စီးတာတဲ့အသင်းအဖွဲ့အစည်းတွေသူတို့ကြိုက်တယ်အဲ့မှာသူတို့ပါဝင်ဆက်ကတ်တယ်ကျင်းတော့အဲ့ဒါပါလေကြားတတ်တော်နာအဲ့တော့ဒီနေ့ဝေငှတဲ့အထဲထဲမှာနားနှမျိုးရှိတယ်ကြားတတ်တော်နာနဲ့ယားတတ်တော်နာကြားတတ်တော်နာကစင်ကြယ်တဲ့ဩဝါဒကိုနားထောင်တတ်တယ်စင်ကြယ်တဲ့ဩဝါဒဆိုတာဝိညာဉ်တော်ကဖယားသခင်ခန့်ထားတဲ့လူအကနေတဆင့်ဒီအသင်းတော်ဒီလူစုကိုဒီအချိန်မှာဒီလိုအချိန်တွေမှာဘာပြောရမလဲဆိုတာပြောသွားတာအဲ့ဒါကိုဗာလဲစင်ကြယ်သောဩဝါဒလို့ခေါ်တယ်ဟုတ်ပြီနော်ပြီးမှတမန်တရားကိုနားထောင်တတ်တယ်အပြစ်နဲ့ပတ်သက်ရင် pressure ပေးတာကိုသူတို့ကြိုက်တယ်အပြစ်နဲ့ပတ်သက်ရင် pressure ပေးတဲ့အသင်းတော်မှာသူတို့နေတတ်တယ်အဲ့ဒါအမှန်တယ်လို့သူတို့သဘောပေါက်တယ်အဲ့ဒါဘာနာလဲကြားတတ်သောနာယားတတ်သောနာကတော့စင်ကြယ်တဲ့ဩဝါဒကိုတီးကိုမခံနိုင်ဘူးတီးမခံနိုင်ဘူးအဲ့လိုစကားမျိုးပြောရင်အဲ့နေရာနေထွက်သွားခြင်းသူတို့တတ်မှတ်တဲ့စိတ်ရှိတယ်တတ်မှတ်တဲ့စကားရှိတယ်အဲ့ဒါပါလေအပြစ်နဲ့ပတ်သက်ရင်ခွင့်ပြုအပြစ်နဲ့ပတ်သက်ရင်လွတ်လွတ်လပ်လပ်လို့တောင်းပန်စရာလည်းမလိုဘူးအေးအဲ့ဒါမျိုးကိုသူတို့ကကြိုက်တယ်ဆိုအဲ့စကားမျိုးကိုပဲလိုက်နားထောင်တတ်တယ်ယားတက်တဲ့နာပြီးတော့မှအဲ့ဒီယားတက်တဲ့နာကိုကြိုက်တဲ့စကားဘယ်သူပြောပေးလဲအဲ့နေရာကိုသွားတယ်အဲ့နေရာမှာပဲသွားနားထောင်ကျင်းတော့ तू ကြားကျင်တဲ့စကားကိုဟောတဲ့လူ तू ကဘာကြားကျင်လဲအပြစ်နဲ့ပတ်သက်ရင်လွတ်လပ်ခွင့်ပေးရမယ်ခွင့်ပြုရမယ်အဲ့ဒါ तू ကြားကျင်တာအဲ့ဒါပြောတဲ့လူစုကိုလိုက်ရှာတာပြီးရင်အဲ့ဒါပြောတတ်တဲ့ဆရာတွေနောက်ကိုပဲ तू လိုက်တာတမန်တရားကို तू နားမထောင်ခြင်းတမန်တရားလည်းနားမထောင်တတ်ဘူးဟိုးပုံဝိထုဇလန်းတွေကိုပဲနားထောင်တယ်အပြစ်နဲ့ပတ်သက်ရင် pressure ပေးတာလုံးဝမကြိုက်ဘူးလွတ်လပ်ခွင့်ပေးတာကိုပဲကြိုက်တယ်အဲ့ဒါယားတက်တော်နာဒီနေ့နောက်ကာလမှာလူတွေဟာယားတက်တော်နာရှိတဲ့အတိုင်းမိမိတက်မှတ်တဲ့စိတ်နဲ့များပြားတဲ့ဆရာတွေနောက်ကိုလိုက်သွားမယ်တမန်တရားကိုနားမထောင်ဒန်ဒါယီစကားကိုနားထောင်သွားလိမ့်မယ်လို့ကျမ်းစာကသတိပေးတဲ့အတိုင်းဒီနေ့များစွာသောသူဟာယားတက်တော်နာရှိတယ်ဒီနေ့ကျွန်တော်မှစအရောက်တိုင်းအသက်တာတွေမှာကိုစမ်းစစ်ပါကျွန်တော်တို့ရဲ့နားတွေဟာယားတက်တော်နာလားကြားတက်တော်နာလားကိုစမ်းစစ်ပြီးမှယားတက်တော်နာရှိတယ်ဆိုရင်အမြတ်ဆုံးနောင်တရဖို့လိုအပ်တယ်ဆိုတာလေးကိုဒီနေ့ဝေငှတယ်အားလုံးကိုကျေးဇူးတင်တယ်အသက်တာကိုစက္ကပ်ချင်ရှိတဲ့နေရာမှာမတ်တရက်ကျွန်တော်အတူတူကဆုတောင်းစက္ကပ်ရအောင်မြတ်တာတော်ရှင်ဘုရားနာမတော်ချီးမွမ်းတယ်ကိုတော့ကောင်းမြတ်တဲ့ဘုရားဖြစ်တယ်ကျေးဇူးပြုတဲ့ဘုရားဖြစ်ပါတယ်အိုးဖဘုရားသခင်ကျွန်တော်မဆအရောက်တိုင်းရဲ့အသက်တာကိုအနံ့ပါတယ်အကယ်၍ဒီထဲထဲမှာယားတက်တဲ့နာရှိတဲ့သူတွေရှိရင်သူတို့အပြစ်ကိုဘုရားရှင်ခွင့်လွှတ်လျက်သူတို့ကိုကိုယ့်ပြစ်ကိုမြင်တတ်စေပါနောင်တရတတ်စေပါဘုရားအမြန်ဆုံးကြားတက်တဲ့နာရှိတဲ့ဘက်ကိုသူတို့အသက်တာရောက်လာဖို့သူတို့အဲ့ဘက်မှာစိုက်ပျိုးတတ်ဖို့သူတို့ဘဝကိုအဲ့ဘက်မှာမြုပ်နှံတတ်သောသူများဖြစ်ဖို့ကိုတော်ရှင်ဘုရားဆက်ပြီးတော့လမ်းပြပါပဲ့ပြင်ပါယေရှုပြုတော်မူပါလက်တော်ထဲမှာစက္ကတဲ့အရှင်ယေရှုနာမ၌ဆုတောင်းပြီးအနံပါတယ်ဖခင်အာမင် Amen. Thank you. God bless you.